တောင်း9တောင်း999ချက်မှန်ခေါ်လို့တော့ကောင်းတာအေးငါလည်းဒီလောက်ပဲပါတာဆိုတော့ဒါပဲယူလိုက်မယ်ဦးကြီးကိုစက်ထည့်ပေးလိုက်ကွာဟော3တောင်း3တောင်းအဲအကုန်ပဲဦးကြီးလဲညငါကြောက်ချီချင်းများတော့မှဦးကြီးလဲရပြီပေါ့ရပြီဦးကြီးစက်ခေါ်ကြည့်လိုက်အောင်ပါကွာအေးဝင်လာဟယ်လိုအေးမသားမိတ်လားအေးဖုန်းရခဲ့ပြီဟာသိလားဩ29,999ချက်ဟာအေးရောက်မတွေ့မယ်နော်အေးဒါပဲဦးကြီးဘာများလို့သေးလို့လဲမသိဘာမလို့ဟုတ်ကွာအဲ့ဒါဦးကြီးဘာစောင့်နေဟာအန်းစောင့်နေရလေကွာဦးကြီးကျွန်တော်အန်းနေရမလို့တော့ဘူးလေဗျာဟာဟေးအောင်မင်းတို့ဘောကဘယ်လောက်တုံးကွာ29,999ချက်ငါသိလိုက်တာဘယ်လောက်တုံး3,000အေးလေမင်းတို့ကတစ်ချက်အောင်မှလေကွာဦးကြီးကလည်းလာနောက်နေတယ်ကြီးကြီးနဲ့မှတစ်ချက်ဆိုတော့ဘယ်သူက3သေးလို့တော့အဲ့ဒါမင်းတို့29,999ချက်မရောင်းနဲ့လေကွာမင်းတို့3,000ရောင်းပါလားကွာကျွန်တော်ကလည်းကုမ္ပဏီကချပြီးရဲ့ဈေးနဲ့ပဲရောင်းပေးရတာဟာမရောက်ရမင်းငါတစ်ချက်အောင်မှရမင်းနဲ့စကားပြောတာသိမပြုံးမင်းတို့ဆိုင်မန်နေဂျာခွဲဆိုင်ရဆရာခဏတော့လာခဲ့ပြီတော့ဟာကောင်းလို့ဟာလာပြီချင်းခဲ့ဦးကြီးဟာဘာများလိုရလို့လဲဘာကူညီပေးရမလဲဟဲ့အောင်မင်းတို့ဖုန်းကဘယ်လောက်တုံးကျွန်တော်တို့ဖုန်းက29,999ချက်ငါပေးလိုက်တာ3,000လေဟုတ်ကဲ့မင်းတို့ငါတစ်ချက်အောင်ဦးကြီးကလောက်ပါနဲ့ဒီခေတ်မှာတစ်ချက်ဘယ်လိုလုပ်ရှိတော့မှာဘယ်သူတွေသုံးလို့တော့ဟာမရှိမင်းတို့အဲ့လိုမရောင်းနဲ့လေကွာမင်းတို့ငါတစ်ချက်အောင်မှရဒီလိုလုပ်လိုက်တော့အဆင်ပြေအောင်လုပ်ပေးမယ်အေး100အန်းလိုက်မယ်ဟဲ့အောင်ငါလိုချင်တာ100မဟုတ်ငါလိုချင်တာတစ်ချက်ပဲအမ်ဒီလိုလုပ်ရဦးကြီးကလည်းဟို1000အန်းလိုက်မယ်ဗျာဟဲ့အောင်1000လည်းမလိုချင်ဘူးငါတစ်ချက်ပဲလိုချင်တယ်တစ်ချက်ရအောင်အမ်ဒီတစ်ချက်ရမှာပေါ့ဟုတ်တယ်တစ်ချက်ရမှာလေသွား100တန်လေးပဲယူသွားဟုတ်ရှိရကိုရနေမှာလှုပ်သွားလေကိုရဆိုင်မရရတဲ့ဆိုင်မှာလဲခဲ့ကွာရတဲ့နေရာလဲခဲ့ဟုတ်ကြဟုတ်သွားတစ်ချက်ရဖို့အရေးကြီးတယ်ခဏလေးစောင့်အောင်နော်အားလုံးစင်ပြောကျွန်တော်လုပ်ပေးပါမယ်နော်ရတယ်ကုန်းမိုင်းကိုစောင့်မယ်ကွာဟုတ်ကဲ့ခဏလေးစောင့်ရောဦးကြီးကျေးဇူးပဲနော်ကိုကျွန်တော်တရားဘူးလားအေးဘာစင်းနေလို့ပြောကျွန်တော်ကိုယ်ဝယ်မလို့မဟုတ်ဘူးဗျဟာကိုရနိုင်လာပြီကိုဝယ်မလို့မဟုတ်ဘူးဘာလို့ကျွန်တော်ပတ်သက်လေးနှုတ်လဲခြင်းလို့ပတ်သက်လေးလဲခြင်းမင်းဘယ်လောက်တန်လဲမှာဟောဒီကျွန်တော်တစ်ချက်တန်လေးလို့ဟဲ့ငါလာစားနေတာဟာတော့မဟုတ်ပါဘူးကျွန်တော်တစ်ချက်တန်တကယ်အရေးကြီးလို့ကနေလို့ဟာတော့ကို100ကို90ရောင်းနေတာမင်းကတစ်ချက်တန်ဆိုငါ့ကိုတစ်ချက်တန်ရောင်းနေကိုရတယ်မှာပါဖြတ်ရဲလဲလို့ဂိမ်ကနေမရောင်းဘူးဘာကောင်ကောင်းစီလူလာပြီးတစ်ချက်တန်ကုန်ရောင်းနေဆိုင်တာလူရာတာလူရာလူနိုင်တဲ့တန်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေရာဘေးအန္တရာယ်ကဲပါလေငါကြီးလူမလို့လားလူမလို့မဟုတ်ဗျာလူမလို့မင်းမပတ်တယ်လူမလို့လားဟာကျွန်တော်ခေါင်းကပတ်တယ်ကျွန်တော်လူเสียလားဗျာတော့မရအောင်လေကွာမင်းတို့ကောင်ကခေါင်းကပတ်တယ်လူရင်လူတဲ့ကောင်မလူပါဘူးမလူမင်းကဘာလို့မတော့ကျွန်တော်တရားဘူးလောက်နှုတ်လေးလဲခြင်းတရားဘူး900နဲ့မဟုတ်ဘူးဗျာဝင်ဘာလို့ကမင်းကျွန်တော်တစ်ချက်တန်နေလို့တစ်ချက်တန်ခေါင်းတော့ခမင်းနေပြီတစ်ချက်တန်လာပြီးလောက်ခဲ့လာလားကျွန်တော်လည်းချိမယ်ထင်လို့ပါဘာရှိရမှာလို့ကွာဒိတ်ပြန်မရှိတာမင်းသိရှိမှလားမလူလားမလူရင်မြစ်ပြတ်ကွာငါမဲခွက်ပြောဒိတ်ပြန်မရှိတာကွာတထောင်းတော့ထင်မင်းသေးပြီးတော့အလုံးလာပြီးခက်ပြီးတစ်ချက်တန်ရှိလာလားမင်းလေးခက်နေတယ်ဟာဦးကြီးစင်းလေးဗျာကျွန်တော်အော်လီပြန်လာပြီကြားခဲ့လားဆရာလဲခိုင်းလိုက်တဲ့တစ်ချက်တန်ကတော့ဘလို့မှအဆင်မပြေခဲ့ဘူးငါလဲခိုင်းတဲ့ဆိုင်ကမလဲဘူးလားဆရာလဲခိုင်းတဲ့ဘုန်းအားနာနဲ့ကျွန်တော်သွားလဲခဲ့တယ်ဘရောင်းသားစီတော်မှာသွားလဲခဲ့သေးတယ်ကြားခဲ့လားဘရောင်းသားတော့တစ်ချက်တန်မကိုင်းတော့ဘူးကျွန်တော်တော့ခွန်းနဲ့ခေါက်လို့လုပ်လိုက်တယ်မဲတောင်လဲတည်းကွာခောက်လုပ်လိုက်ရတယ်ငါတို့စိတ်တော်မရှိပါလေဗျာတစ်ချက်တန်ဘလို့မဟုတ်လဲမရလို့ပါမရလည်းမင်းငါတစ်ချက်အားရအောင်ဘလို့မဟုတ်လဲ